ဦးစင်းကအဲ့မှာကတင်ပထမကျိုးနဲ့ဒုတိယပြိုတဲ့အချိန်မှာဦးစင်းချင်းနဲ့ကတင်အပေါ်ဓာတ်မှာလေအဲ့အပေါ်ဓာတ်မှာကတင်အောက်ကိုဝင်လိုက်တာကတင်အောက်ကိုဝင်လိုက်တော့အပေါ်ကအသားပြားတွေကကန့်လန့်ပြတ်တွေတင်တော့အုတ်ခဲတွေပါတွေကဦးစင်းပုံကိုမကြတော့ဘဲနဲ့အောက်ကိုကြကုန်ကြတာပေါ့အဲ့ဒီဦးစင်းကလွတ်တာတချို့လူတွေကတော့ကြောက်လန့်ပြီးပြေးတော့အုတ်ခဲတွေကမှန်ပြီးတော့တည်ကြတာပေါ့အေးဟုတ်ပြီအဲ့ဖို့ကတော့အခုလက်တလောကတော့အဲ့မြေကြီးပေါ်ပါပဲဖျားခင်အိတ်ကြတာပဲခြေနှောင်ရှိတဲ့လူကတော့ခြေနှောင်ထောင်ကြပေါ့ခြေနှောင်မရှိတဲ့လူကတော့ဒီတိုင်းပဲအိတ်အဲ့လိုနေရတယ်အေးဟောအမိုက်ပုံပေါ့နော်အမိုက်ပုံနေရပေါ့ရောက်50ဒီဟုတ်ရ